အားလုံးပဲမင်္ဂလာပါ KT Learning Academy ကနေပြီးတော့ပြန်လည်ကြိုဆိုပါရစေကျွန်တော်ဒီနေ့မှာတော့ N2 grammar မှာပါတဲ့ Khagi ဆိုတဲ့ grammar နဲ့ပတ်သက်ပြီးတော့ရှင်းပြပေးသွားမှာဖြစ်ပါတယ်ကျွန်တော်ဗီဒီယိုလေးကိုစလိုက်ကြအောင်ကျွန်တော်ဒီအရှိရဗီဒီယိုမှာ Khagi က9ဆိုတဲ့ grammar လေးကိုသင်ထားခဲ့ပြီးရပေါ့နော်မကြည့်ရသေးတဲ့လူတွေအရှိရဗီဒီယိုလေးကိုတွားကြည့်လို့ရပါတယ်ဒီခေါက်မှာတော့နာနီနာနီ Khagi သူဒီခါဂီမှာကျတော့ခါဂီဝင်မာရအများကြီးရှိရပေါ့နော်ကျွန်တော်ဒီနေ့ပြောပြမှာကျတော့ဒီနာနီနာနီခါဂီဒီပေါ့တခုနောက်မှာဝါထည့်လိုက်ရပေါ့နော်နံပါတ်2ကကျတော့နာနီနာနီခါဂီဒီဒဲဝဒီလိုနှစ်မျိုးလေးတင်ရမှာဖြစ်ပါတယ်အော်ပထမအဆုံးနံပါတ်1ခါဂီရီကကျတော့သူ့ဘယ်လိုလေးပါလာပြန်လဲဆိုတော့နေတဲ့ရွေ့နာနီနာနီနေတဲ့ရွေ့ပေါ့နော်သူကဒီတခုခုလုံးနေတခုခုလုံးနေတွေတခုခုဖြစ်နေတွေကအနောက်မှာမပြောင်းလဲတဲ့အခြေအနေမျိုးတွေလိုက်နေပေါ့နော်အဲ့လို grammar လေးပဲဖြစ်ပါတယ်။သိရှိမှာဘာလေးလိုက်မလဲဆိုလို့ရှိရင်ဒီမှာ verb ဆို root လိုက်မယ် 9k တွေလိုက်မယ် adjective e ဆိုလို့ရှိရင်တော့ခုနိုင်ဖြစ်မှာပေါ့။နာဆိုလို့ရှိရင်နာ there are root noun ဆိုလို့ရှိရင်လည်း there are root လိုက်မယ်။တခုခုလုံးနေတရွေ့အနောက်ကမပြောင်းလဲတဲ့အခြေအနေတွေလိုက်မယ်ပေါ့နော်။အာဤတာပေါ့အဲ့ဒီဥစ္စာရဲ့အာဤကြဂျားပေါ့နော်ဒီဂျားကလာမှာတခုလုံးနေတွေမပြောင်းလဲဘူးကွာမပြောင်းလဲမချင်းဒီဂျားမှာအခြေအနေကဒီလိုပဲဖြစ်နေမယ်အဲ့ဒါမျိုးကိုပြောချင်တာဖြစ်ပါတယ်ဒီနောက်တစ်ခုကကြတော့နံပါတ်2ကကြတော့နာနီနာနီခါဂီဒီတဲပါသူကကြတော့နာနီနာနီတလောက်အရာတော့သူ့ရဲ့ပုံစံလေးကကြဘယ်လိုလဲဆိုတော့နာနီနာနီတလောက်ရတော့သူပြောနိုင်တယ်နောက်မှသူပြောပြနိုင်တယ်ပြောနိုင်တယ်လုပ်နိုင်အဲ့လိုမျိုးပေါ့နော်အဲ့လိုမျိုးအဓိပ္ပာယ်လေးဖြစ်ပါတယ်သူရဲ့ရှေ့မှာဆိုလို့ရှိရင် rule လိုက်မယ် verb ဆိုလို့ရှိရင် rule လိုက်မယ်တာခေလိုက်မယ်တဲယူလိုက်မယ်ပေါ့နော် okay အဲ့ဆိုလို့ရှိရင်ဒီ grammar လေးပို့ပြီးတော့နားလည်ပါအောင်ကျွန်တော်တို့အောက်မှာပါ rare လေးတွေကိုတွားပြီးကြည့်ပါမယ်ဒီအချင်းနီဆန်ကကြတော့ဒီခါဂီရီအတွက်နော်ဒီအောက်က3ချောင်းကကြတော့ဒီခါဂီရီတဲဝါဆိုတဲ့အတွက်ဟိုကျွန်တော်စပြီးဖတ်လိုက်ကြအောင်一番日本にいる限り日本語は必要だဂျပန်မှာနေတဲ့ရတော့ဘာဖြစ်လဲ日本語は必要だဂျပန်စာလိုအပ်တယ်ဟလားဂျပန်မှာနေတဲ့ရဂျပန်စာလိုအပ်တယ်မဟုတ်ဘူးလားဂျပန်မှာနေတဲ့ရတော့ဂျပန်စာအသုံးပြုနေရမယ်ဂျပန်လိုပြောနေရမယ်ဖြစ်တယ်အောင်ဂျပန်စာလိုအပ်တယ်အဲ့တော့ဂျပန်မှာနေဆိုတဲ့ကိစ္စကြီးမပြောင်းလဲသေးရတော့ဂျပန်စာလိုအပ်နေတယ်အဲ့လိုမျိုးပြောချင်တာဖြစ်ပါတယ်2番働ける限り働き続けたいအလုံးလုံးနိုင်တဲ့၍အလုံးလုံးနိုင်တဲ့၍ရတော့ဘာဖြစ်လဲအလုံးကိုဆက်ပြီးတော့လှုပ်ချင်တယ်အလုံးလုံးနိုင်တဲ့သူကျမကြီးကောင်းတဲ့သူအလုံးလုံးနိုင်တဲ့ရတော့အလုံးကိုဆက်ပြီးတော့လှုပ်ချင်တယ်3番悪い生活習慣を諦めない限り健康にはなれないသူကဝါရုစိတ်ခါဆိုရှုခံတော့ဘာပြောရလဲဆိုတော့ဒီပေါ့နော်မကောင်းတဲ့နေ့စဉ်အလေးအကျင့်အလေးအထားတွေကိုအဲ့အလေးအကျင့်အလေးထားတွေကိုတဲ့အာခီယာမဲနိုင်ခါကြီးအာခီယာမဲနိုင်ဆိုတာကြတော့ဒါမပြုတ်ပြင်တာကွာအာခီယာမဲမပြုတ်ပြင်မပြောင်းလဲတဲ့ရွေပေါ့နော်မကောင်းတဲ့အလေးအကျင့်တွေမကောင်းတဲ့အလေးထားတွေကိုမပြုတ်ပြင်ပြောင်းလဲသေးရတော့တဲ့ကျမ်းမာရေးကောင်းဘောမဖြစ်နိုင်ဘူးနော်ကျမ်းမာရေးကောင်းလာမှာမဟုတ်ဘူးအဲ့လိုပြောချင်တာဖြစ်တယ်ဘယ်လိုလဲဆိုတော့ကွာဥမာညဘက်နောက်ကျမှအိတ်တာတို့ဟလာမနက်စာမစားတာတို့လားဟိုအချိုတွေရမ်းစားတာအဲ့လိုမျိုးပေါ့နော်ဒီမကောင်းတဲ့အလေးကျင့်နေ့စဉ်အလေးကျင့်အလေးထားတွေကိုမပြင်သေးရတော့ကျမကြီးကောင်းလာမှာမဟုတ်ဘူးကျမကြီးတော့ကောင်းမှာမဟုတ်ဘူးအဲ့လိုမျိုးပြောချင်တာဖြစ်ပါတယ်โอเคအဲ့ဆိုကျွန်တော်ခါဂီဒဲဝါဆိုတာလေးကိုတွားပါမယ်ခါဂီဒဲဝါကျသူ့ရဲ့ဒီဗီဒီယိုကဘယ်လိုလဲဆိုတော့နာနီနာနီတလောက်အရာတော့เนาะโอเคအဲ့ဒါဆိုလို့ရှိရင်ယွန်းမန်ရှင်းပွန်တဲ့ယွန်းတာခါဂီဒဲဝါသတင်းစာမှာတဲ့ဖတ်ခဲ့ရတဲ့လောက်ကတော့စွန်တော်ကြီးခံဝါခိုက်ခဲ့ဆိုရှိတဲ့အီနိုင်ရောတာသတင်းစာမှာဖတ်ခဲ့တဲ့လောက်ရတော့တဲ့ဒီအဖြစ်ပြက်ကြီးကိုဒီကိစ္စကြီးကိုဘောနော်ဒီကိစ္စကြီးကိုမဖြေရှင်းရသေးတဲ့ပုံပဲတဲ့အဲ့လိုမျိုးပြောတာဖြစ်ပါတယ်5番この地図で見る限りでは駅はその近くにあるはずだဒီမြေပုံမှာတဲ့ကြည့်ရတဲ့လောက်ကတော့တဲ့ဒီ駅ကဘူရာဒီအနီးနားမှာပဲရှိပါမယ်6番三世の話を聞いた限りではဆီယမရဲ့ပြောစကားကိုနားထောင်ကြရတဲ့လောက်ကတော့လေရှိခံဝါစွန်းနာနီမုစကရှိခုနိုင်ဆိုတာဒီစာမိုးပွဲကအဲ့လောက်မခတ်ဘူးပေါ့နော်မခတ်မဲ့ပုံပဲတဲ့အဲ့လိုမျိုးပြောကြတာဖြစ်ပါတယ်โอเคအဲ့ဆိုလို့ရှိရင်ဒီခါဂီဂရမာလေးကိုလည်းအဆင်ပြေမယ်လို့ထင်ပါတယ်ဇုံလေးလင်းလာနေတဲ့လူတွေအားလုံးကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေမှာဆက်ပြီးတွေ့ပါမယ်